ဟုတ်ပြီနော်ဒီမှာပြပြီးသွားတယ်အဲ့တော့ခင်ဗျားတို့ညနေကိုဘယ်လိုထိတ်တည်သွားလဲဆိုတော့ပြချင်တယ်အဲ့ဒါလေဆရာအကိုထုံးရဲ့နီးပညာရှော့တွက်လို့မရအောင်သူ့ရဲ့ဉာဏ်သူ့ရဲ့ပညာအရေးရှင်ကြောက်ဖို့ကောင်းတယ်အရောက်တရားမှာသူတယောက်ပဲရှိတယ်ကိုထုံးဆိုတော့ဟုတ်ပြီနော်ဒါတော့လက်တွေ့ပေါ့လူတိုင်းကလက်တွေ့နဲ့ပဲကြိတ်တယ်လက်တွေ့နဲ့ပဲတွားတယ်ဒါပေမဲ့ဘူးတော့မဟုတ်တယ်ကအမှန်အမှားဆိုတာရှိတယ်ပြောချင်တာကအခုသူပြသွားတာညနေပိုင်းနေဟုတ်ပြီနော်ဟုတ်ပြီကြည့်မိုင်းသူပြောသူလိုစီးရဖက်နဲ့လာရက်ဟုတ်ပြီနော်ငါတို့ပြမယ်ညနေနော်ဒီခွန်နေဒီလေးတွေဒီခွန်နေနော် sorry ဒီသုံးညတွေဒီခွန်နေဒီလေးတွေဘာကြောင့်ရလဲဆိုတာဒီမှာဒီ9ရယ်ဒီ6ရယ်ဒီ6ရယ်သုံးလုံးပေါင်းခြင်းခွန်အဲ့ဒါဒီလိုခွန်နေဟုတ်ပြီနော်ဒီ6ရယ်ဒီ3ရယ်ဒီခွန်ရယ်သုံးလုံးပေါင်း6ကဒီလို6တယ်ဒီ9ရယ်ဒီ6ရယ်ဒီ3ရယ်သုံးလုံးပေါင်းခြင်း4တယ်အမှ4တယ်တွေ့ပြီနော်ဒီ9ရယ်ဒီခွန်ရယ်ဒီ3ညရယ်သုံးလုံးပေါင်းခြင်း2တယ်အမှ2တယ်ဟုတ်ပါလား4ထိပ်အဲ့တော့ကျွန်တော်ရဲ့အကိုထွန်းဆရာကြီးကအကြော်ကြီးများလို့ဒီလေးကိုပဲတယ်ပဲပြီးသူကတစ်ထိပ်နဲ့ဆွဲတစ်ထိပ်နဲ့ပဲပြီးတာညနေဒီလေးတို့ပါတယ်နော်မတစ်ထိပ်ထိနဲ့ပြီးသွားသူကလည်းနည်းနည်းတယူတန်းတယ်ဆိုတော့အရင်တော့သူထိုးမခဲ့တဲ့စကားတခုရှိတယ်ဘာလဲဆိုတော့သူပြီးတဲ့အတိုင်းလိုက်မူးဆိုတော့ကြောက်ဖို့ကောင်းတယ်ခုကျွန်တော်ပြောသလိုပေါ့သုံးလုံးပေါင်းခြင်းခွန်နဲ့သုံးလုံးပေါင်းခြင်းရှောက်တယ်သုံးလုံးပေါင်းခြင်းလီတယ်သုံးလုံးပေါင်းခြင်းနှစ်တယ်မလားမသုံးလုံးပေါင်းခြင်းမလေးဦးမှာမနေ့က60ခွန်သာထွက်ကြည့်ညနေကခွန်ထိပ်ပဲ